လူမှုစီးပွားကိုအထောက်အကူပြုတဲ့တမဝါယမရဲ့စနစ်အရအများပြည်သူများသက်သာချောင်းချစေရေးဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက်မြို့နယ်အသီးသီးရှိတမဝါယမအသင်းစုလီမိတက်နဲ့မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ဆက်သွယ်ကကြက်ဥများဝယ်ယူပြီးဈေးနှုန်းချိုသာစွာရောင်းချပေးလက်ရှိပါတယ်။ဒီကနေ့ဇူလိုင်လ30ရက်နေ့မှာလည်းလှိုင်းသာယာမြို့နယ်တမဝါယမအသင်းစုလီမိတက်ရဲ့ကုန်မျိုးစုံအယောင်ဆိုင်မှာကြက်ဥတစ်လုံးကို950ကျပ်နှုန်းနဲ့လိုသလောက်ဝယ်ယူနိုင်ရန်ရောင်းချပေးလက်ရှိပါတယ်။သတင်းပြည့်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကထားဖော်ဆောင်နေတဲ့တမဝါယမစနစ်အရရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးမှာမြို့နယ်တမဝါယမအသင်းစုအယောင်ဆိုင်တွေမှာအိမ်အောင်စုတိုင်းအတွက်လိုအပ်တဲ့အခြေခံစားကုန်တစ်မျိုးဖြစ်တဲ့ကြက်ဥကိုဈေးနှုန်းသက်သာစွာနဲ့လိုသလောက်ဝယ်ယူနိုင်ရေးအတွက်မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နဲ့ချိတ်ဆက်ပြီးရောင်းချပေးနေတာဖြစ်တယ်လို့လှိုင်သာယာမြို့နယ်တမဝါယမအသင်းစုလီမိတက်မှတာဝန်ရှိသူကဆိုပါတယ်။ကျွန်တော်တို့အခုလှိုင်သာယာမြို့နယ်မှာဆိုလို့ရှိရင်တမဝါယမအသင်းပေါင်း50ကျော်နဲ့ဒါဖွဲ့စည်းဆောင်ရွက်ပြီးတော့ဒါနေ့စဉ်လုပ်ငန်းတွေကိုဒါကျွန်တော်တို့ဆောင်ရွက်နေတာပေါ့နော်အဲ့တော့အခြေခံသမမအသင်းများရဲ့အဲ့ဒါဖွံ့ဖြိုးတိုးတက်မှုကိုလည်းပဲအဲ့ဒါလိုင်သာမြို့နယ်သမမအသင်းစုအနေနဲ့ဒါကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့လိုင်သာမြို့နယ်သမမအသင်းစုမှာလည်းကုန်မျိုးစုံလက်လီလက်ကားအယောင်းဆိုင်လေးကိုဖွင့်လှစ်ပြီးတော့ဒါဆောင်ရွက်ခဲ့တာဆိုလို့ရှိရင်2နှစ်တာကာလလောက်ဖြစ်သွားပါပြီဒါအယောင်းဆိုင်မှာဆိုလို့ရှိရင်လည်းပဲဒီကျက်ဥကိုဒါလွတ်လပ်စွာနဲ့ဝယ်ယူနိုင်ပါတယ်နောက်ပြီးတော့လိုသလောက်လည်းပဲဝယ်ယူနိုင်ပါတယ်နောက်ပြီးတော့တခြားကုန်ပစ္စည်းတွေဖြစ်တဲ့စားသုံးကုန်ပစ္စည်းလူသုံးကုန်ပစ္စည်းတွေကိုလည်းပဲအယောင်းဆိုင်မှာနေ့စဉ်ဒါဖွင့်လှစ်ပြီးတော့ဒါရောင်းချနေပါတယ်ကျွန်တော်တို့အခုဒါမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နဲ့ဒါဆက်သွယ်ပြီးတော့ဆောင်ရွက်တဲ့နေရာမှာအများပြည်သူဒါဝယ်ယူနိုင်အောင်ပေါ့နော်ကျုပ်အလုံးကြီးဒါ6000ကျွန်တော်တို့ဝယ်ယူပြီးတော့ပြန်လည်ပြီးတော့ရောင်းချပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်အများကြီးမယူဘဲနဲ့အရှုံးမရှိဒါကျွန်တော်တို့ဒါဆောင်ရွက်နေတဲ့အနေအထားဖြစ်ပါတယ်အာဟာရပြည့်ဝပြီးတော့မိသားစုတွေရဲ့စားတောက်ရေးနေထိုင်ရေးမှာထောက်ကူဖြစ်စေဖို့ဆိုပြီးတော့ဒါကျွန်တော်တို့ဒါဆောင်ရွက်ခြင်းဖြစ်ပါတယ်ကျုပ်ကိုပြင်ပတက်တက်တာတဲ့ဈေးနှုန်းနဲ့လိုသလောက်ဝယ်ယူနိုင်တဲ့အတွက်များစွာကျေးဇူးတင်ရတယ်လို့လည်းဈေးဝယ်သူတွေကအခုလိုပဲဆိုပါတယ်ကျုပ်ကဈေးချိုတို့ကျမတို့950ဆိုတော့အများကြီးလာဝယ်တာပေါ့နော်နောက်အိမ်မှာမရှိမဖြစ်ကလေးတွေလည်းကြောင်းသွားလို့ရှိရင်အလွယ်တကူကြော်ထည့်ပေးလို့ရအောင်လို့အရင်သိသုံးလို့ရအောင်လို့ကျမတို့ကအများကြီးလာဝယ်တာပေါ့ရောင်းချပေးတဲ့တမရောင်ကဆိုင်ကိုလည်းကျေးဇူးထူးထူးတင်ပါတယ်ကျမကတော့မိသားစုများတဲ့အတွက်လေးကျဲဥလေးကြတော့အဆင်ပြေပါတယ်ထမင်းကြိုင်လေးပါလေးထည့်တော့လည်းအဆင်ပြေပါရဲ့ရှင်ကျဲဥတစ်လုံး950နဲ့ဝယ်ရတဲ့အတွက်အပြင်မှာနဲ့ဆိုင်တော့ဈေးနှုန်းသက်သာပါရဲ့ရှင်အဲအားကြောင့်မလို့အိမ်နီးနားချင်းလည်းလာရောက်ဝယ်ကိုပြောထားပါတယ်ရှင်အခုလိုကျဲဥတစ်လုံးကို950ကျပ်နှုန်းနဲ့ရောင်းချပေးခြင်းကိုတော့ဇူလိုင်လ29ရက်နေ့မှာစတင်ကမြောက်ကလာပါမြို့နယ်တမဝါယမအသင်းစုမှာစတင်ရောင်းချပေးခဲ့တာဖြစ်ပြီးတာဂီတာမြို့နယ်နဲ့ဒီကနေ့မှာတော့လှိုင်သာယာမြို့နယ်တမဝါယမအသင်းစုလီမိတက်ရဲ့ကုန်မျိုးစုံအယောင်ဆိုင်မှာရောင်းချပေးခဲ့ပြီးဖြစ်ရာကြန့်ရှိတဲ့မြို့နယ်တွေမှာလည်းဆက်လက်ရောင်းချနိုင်မှုအတွက်စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။